ချိန်ကိုတန်ဖိုးထားပါအချိန်ဆိုတာရွှေထက်တန်ဖိုးကြီးတယ်ဆိုတာသင်သိပါသလားဘဝမှာအချိန်ထက်ဈေးကြီးတာဘာမှမရှိပါဘူးလူငယ်တွေနဲ့စီးပွားရေးသမားတွေအတွက်အချိန်ကိုဘယ်လိုအသုံးချမလဲဆိုတာလေ့လာကြည့်ရအောင်အချိန်ဆိုတာပြန်မရနိုင်တဲ့အရာပါတစ်ခါကုန်သွားရင်ဘယ်တော့မှပြန်မရတော့ပါဘူးဒါကြောင့်အချိန်ကိုတန်ဖိုးထားပြီးအကျိုးရှိအောင်အသုံးချဖို့အရေးကြီးပါတယ်အချိန်ကိုစီမံခန့်ခွဲဖို့အတွက်ဦးစားပေးအရာတွေကိုသတ်မှတ်ပါပြီးရင်အရေးကြီးတဲ့အရာတွေကိုအရင်လုပ်ပါအချိန်စရာဆွဲပြီးအဲ့ဒီအတိုင်းလိုက်နာပါအာယုံပြန့်လွင့်စေတဲ့အရာတွေကိုရှောင်ပါအောင်မြင်မှုရဖို့အတွက်အချိန်ကိုစနစ်တကျအသုံးချတတ်ဖို့လိုပါတယ်အချိန်ကိုအကျိုးရှိရှိအသုံးချခြင်းအပြင်သင်ဟာပန်းတိုင်ကိုမြန်မြန်ဆန်ဆန်ရောက်နိုင်ပါတယ်အိမ်မက်တွေကိုအကောင့်ထဲဖော်နိုင်ပါတယ်ဒီနေ့ကစပြီးသင်ရဲ့အချိန်တွေကိုတန်ဖိုးထားပါအချိန်စရာဆွဲပြီးအဲ့ဒီအတိုင်းလိုက်နာပါသင်ရဲ့အိမ်မက်တွေကိုအကောင့်ထဲဖော်ဖို့စ조사ပါအခုပဲစတင်လိုက်ပါသင်လုံနိုင်ပါတယ်